ရွှေဖီတွေငါ့ကိုကြည့်ပါဦးငါကစကားတွေလည်းတက်တယ်လူတွေလိုလည်းပြောနိုင်တယ်ငါအမွေးတောင်တွေကလည်းအရန်လာတယ်နော်ဒါကြောင့်ငါကမင်းထက်ပိုလိမ့်ပါတယ်လို့ထင်တာပဲဟာပထမကလည်းစကားပြောတတ်ရုံနဲ့လိမ္မာတာမဟုတ်ပါဘူးငါကပိုပြီးတွက်လက်တယ်ညံလဲပုံညံလဲတစ်ပင်တစ်ပင်ကနေနောက်တစ်ပင်ကိုခုန်ကူးရတာငါလောက်ဘယ်သူမှမတော်ဘူးတကယ်ဉာဏ်ပညာဆိုတာကဉာဏ်ဆန်တဲ့လုပ်ရက်ပဲကောင်းပြီလေဒါဆိုစိန်ခေါ်ရအောင်ဘသူကပိုလိမ့်မှလဲဆိုတာတက်တည်ပြကြတာပေါ်ဟိုမှာတွေ့လာဟိုအပင်အောက်မှာညီရဲနေတဲ့မင်းကင်းသီးလေးတစ်လုံးရှိတယ်ဘသူကအဲ့ဒီအသီးကိုအရင်ဆုံးယူပြီးအန်ရကင်းကင်းနဲ့ပြန်ယူလာနိုင်မလဲကြည့်ရအောင်ကိုနားမှာတော့နွားလဲတစ်စီးခဏနေရင်ဖြစ်သွားတတ်တယ်နော်ကောင်းပြီငါလက်ခံနေသွားမယ်ရွှေဖီတွေဘယ်ကူမှမသွားနဲ့ဦးဒီကြီးပေါ်မှာတာမန်တိုင်းရောက်နေတာဟူပထမမင်းပြောလို့တော်သေးတာပေါ့မင်းသာအဲ့လိုအောင်မပြောရင်ငါခုန်ပြေးနေတော့လှဲပြီးနဲ့ကြိတ်မိမှာတေးချတယ်ဘယ်လိုလုပ်ပြီးအဲ့လိုလုပ်ရမှန်းသိတာလဲရွှေဖီတွေငါကအပင်ပေါ်ကနေအခြေအနေအားလုံးကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်မင်းကအမြန်ပြေးပေမဲ့လှဲကြီးကပုံမြန်နေဒါပေမဲ့လှဲပြီးတွေကမြေကြီးပေါ်ကလူကိုမထိအောင်ဘယ်လိုကြော်သွားတယ်ဆိုတာကိုငါမြင်ဘူးလေအဲ့ဒီအချိန်မှာအမြန်ဆုံးပြေးတာကဉာဏ်ပညာမဟုတ်တော့ဘူးအခြေအနေကိုမြင်အောင်ကြည့်ပြီးအကောင်းဆုံးအကြံဉာဏ်ပေးနိုင်တာကဒါတကယ်ဉာဏ်ပညာပဲမှန်တဲ့ပဒံများငါရဲ့တွက်လက်မှုကအခုချိန်မှာအတုံးမဝင်ခဲ့ဘူးမင်းရဲ့မြင်နိုင်စွမ်းတဲ့အကြံဉာဏ်ကသာငါ့ကိုကယ်ခဲ့တာပဲငါတို့နှစ်ယောက်စလုံးကနီလန်းမျိုးမျိုးနဲ့လိမ်မာကြတာပါနော်မင်းရဲ့ဉာဏ်ပညာကိုငါလေးစားပါတယ်မိတ်ဆွေကောင်းဆိုတာတယောက်ကိုတယောက်ကူညီဖို့ပဲလေငါတို့နှစ်ယောက်ပေါင်းမှပို့ပြီးတော့တာပေါ့